ဒီတစ်ချိန်နဲ့ကြာတာကဒီနှစ်အတွက်နောက်ဆုံးကြာတဲ့နှစ်ဖြစ်မဲ့ထင်တယ်ဒီနှစ်ကပုံမှန်တွေထက်လည်းနှစ်ကြာတာပိုများတယ်ပေါ့နော်နောက်နေ့မနက်ကတော့လင်းလင်းထင်ထင်လေးနဲ့တော်တော်လေးကိုလှပါတယ်အခုတလောကျမစီကိုចောင်းသားမိဘတွေပညာရေးနဲ့လာပြီးဆွေးနွေးကြတာများပါတယ်ကျမမိဘနေရမရောက်သေးပေမဲ့ကျမသူတို့နားလည်ပေးလို့ရတယ်ပြီးတော့သူတို့ရဲ့မြတ်တာကိုလည်းကျမမြင်ရတယ်ပေါ့နော်ကျမအတက်နိုင်ဆုံးသူတို့ရှင်းပြပေးတယ်သူတို့သိချင်တာထက်လိုအပ်မဲ့အရာတွေကိုသိချလေးဆွေးနွေးပေးဖြစ်ပါတယ်နောက်ကျောင်းသားကလေးတွေလာပြီးဆွေးနွေးတဲ့အခါမှာလည်းသူတို့ဖြစ်ချင်တဲ့ range တွေကနေပြီးတော့ဒီရွေးချယ်ထားမှုကိုကျမရဲ့အတွေ့အကြုံပေါ်အခြေခံပြီးတော့ဒါလေးကတော့ဒီလိုလေးရှိရဆိုပြီးတော့ထောက်ပြပေးဖြစ်ပါတယ်တချို့သူတို့တက်ချင်တဲ့အကြောင်းဆိုပြီးတော့ရည်ရွယ်ပြီးလာကြတာလည်းရှိရပေါ့နော်ကျမဖြစ်တယ်လို့မလုပ်ပေးပါဘူးကျမရဲ့ညီမလေးမောင်လေးတွေဆိုတဲ့စိတ်နဲ့အကောင်းဆုံးဆိုတာအဆင်ပြေဆုံးဆိုတာကိုပဲဦးစားပေးပြီးတော့အကြံပေးဖြစ်ပါတယ်ပတ်စံပေးရတာနဲ့လည်းတန်းအောင်စနစ်တကျနဲ့ perfect ဖြစ်အောင်ကျမလုပ်ပေးပါတယ်ဆိုတော့ဒီ2026အတွက်ချောင်း admission တွေစဖွင့်နေပြီဖြစ်ပါတယ် application deadline တွေကတော့ April 30 to June 30 ထိ program ပေါ်မူတည်ပြီးတော့ကွာခြားသွားနိုင်ပါတယ်တေချာလေးပြင်ဆင်ပြီးတော့စောစောလေးရှောက်ဖို့ကိုကျမ recommend ပေးချင်ပါတယ်